နော်ကျွန်တော်တို့ဒါရှင်တစ်မျိုးတည်းနဲ့ပဲအရင်ဆုံးဒီပုံကိုပပလေးကျွန်တော်တို့အရင်ချိန်လိုက်မယ်နော်တုံးလေးညက်နေအောင်ပေါ့နော်တုံးလေးညက်နေအောင်ပေါ့နော်ပြီးကျွန်တော်တို့ဒါလေးဘာလုပ်လို့ရလဲတီရှူးလေးနဲ့ဗလန်းလို့ရနော်ညက်နေအောင်ကျွန်တော်တို့တီရှူးလေးနဲ့ဗလန်းလို့ရမယ်အခုတော့ကျွန်တော်ဒါရှင်2မျိုးနဲ့ကျွန်တော်တို့အရင်ဆုံးတုံးညက်နေအောင်ကျွန်တော်တို့အရင်ဆွဲလိုက်ပါနော်โอเคဒါဆိုရင်ကျွန်တော်အောက်က basis တုံးရတယ်နော် basis တုံးရပြီဆိုလို့ရှိရင်ကျွန်တော်သူ့ကိုအလင်းထိုးရမယ်နှာခေါင်းမှာပဲဖြစ်ကျွန်တော်ဘယ်ဟာပဲဖြစ်အလင်းကအပေါ်ကနေပဲလာအဲ့တော့ကျွန်တော်ဘယ်ဘက်ကလာမလားညာဘက်ကလာမလားအလင်းတက်တက်ရလာမလားအဲ့လိုမျိုးရှိမယ်เนาะကျွန်တော်ပို့ပြီးတော့လာအောင်အလင်းကိုကျွန်တော်ဒီဘက်ညာဘက်ကနေညာဘက်အပေါ်เนาะဒီဘက်တောင်းကနေထိုးတာအလင်းညာဘက်ပေါ်ဒီဘက်တောင်းကနေထိုးမှဖြစ်တဲ့အတွက်ကျွန်တော်အလင်းလေးကိုเนาะဒီဘက်ကထိုးရဆိုရင်ကျွန်တော်ဒီဘက်က shadow ကဒီဘက်ကိုသွားကြအလင်းဒီဘက်ကထိုးရင် shadow ဒီဘက်ကသွားကြမယ်เนาะအဲ့တော့ခါကြတော့ကျွန်တော်နော်ရှယ်တို့ကအပေါ်ကထိုးရတယ်ကျွန်တော်နှာခေါင်းကခုနပြောတယ်ဒီမှာအပြားလေးအလင်းအပေါ်ကထိုးနေတယ်ဒီအောက်ကတော့ကျွန်တော်ရှယ်တို့ချီမှာပဲဟုတ်တယ်အဲ့တော့ဒီမှာအချွန်သူ့ရဲ့နှာခေါင်းဒီမြင်းချောင်းလေးကဒီနားလောက်မှာရှိတယ်နော်ဒါလေးကအောက်ကိုစောင်းပြီးတော့သွားနော်အဲ့တော့ကျွန်တော်ဒါကြီးကိုမြင်းအဖြောင်တိုင်းမဆွဲဘဲနဲ့သူ့ရဲ့နှာခေါင်းရဲ့ဒီ line လေးအတိုင်းလေးနည်းနည်းလေးဒီမျိုးလေးဆွဲပြီးနော်အဲ့မြင်းလေးဆွဲမယ်ပြီးကျွန်တော်ရှယ်တို့ကွယ်မဲ့ဘက်ကိုကျွန်တော်တို့က 4B လောင်းနေတုံးတုံးထပ်ပြီးတော့ခြေထားမယ်ပိုးပြီးလောင်းနေကျွန်တော်တုံးတုံးထပ်ပြီးတော့ခြေထားမယ်ပေါ့နော်ဒါကကျွန်တော်တို့အောက်ကဖြစ်တဲ့ဟာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်အလင်းဒီဘက်ကထိုးပြီးကျွန်တော် share တို့ကြမဲ့နေရာတော့ကျွန်တော်အရင်ဆုံးလိုက်ပြီးတော့တတ်မှတ်မယ်နော်အလင်းဒီဘက်ထိုးရတဲ့ share တို့ဒီဘက်မှာအလင်းကွယ်ရဘက်ဖြစ်တဲ့ဒီကောင်လေးကကျွန်တော်တို့ share တို့ရှိမဲ့နေရာကျွန်တော်ဒါလေးကိုရပြီပြီးကျွန်တော်ဒီဘက်မှာလည်းဒီနှာတန်းဒီတောက်လျှောက်ကကျွန်တော်တို့ကအောက်ကိုဆင်းသွားတဲ့တောက်လျှောက်ကကျွန်တော်တို့ဘာဖြစ်နေလဲအလင်းကွယ်နေမယ်အဲ့တော့ကျွန်တော်ဒါလေးကနော် share တို့ရှိမယ်ပေါ့နော် share တို့လိုမျိုးဖြစ်နေမယ်โอเคအဲ့တော့ကျွန်တော်ဒါလေးကိုအရင်ဆုံး share တို့ကြမဲ့နေရာကိုကျွန်တော်တို့တတ်မှတ်နိုင်မယ်โอเคနော်ဒါ share တို့ကြမဲ့ပိုင်းလေးတွေပေါ့โอเคဒါဆိုရင်ကျွန်တော်စပြီးတော့တုံးလေးတွေကိုညီအောင်ညအောင်ကျွန်တော်ခြေကြမယ်နော်ညီအောင်ညအောင်ကျွန်တော်တုံးလေးတွေကိုခြေမယ်ပေါ့နော်နှာခေါင်းအပေါက်ကအလင်းကွယ်ရနေရဖြစ်တဲ့အတွက်ကျွန်တော်တို့လုံးဝအတွင်းထဲကိုဝင်နေရဖြစ်တဲ့အတွက်ဒီနှာခေါင်းပေါက်လေးကတော့တုံးရင်မယ်နော်အောက်ကကျွန်တော်ဒီဟာ shadow နော်လုံးဝမဲနဲ့နေရမျိုးမဟုတ်ဘဲနဲ့ skin ပြီးတော့အမှောင်အလင်းရဲ့အကွယ်ပိုင်းဒါပေမဲ့သူကနှာခေါင်းပေါက်လိုမျိုးအတွင်းထဲကိုဝင်နေမှာမဟုတ်အပြင်ဘက်မှာကျွန်တော်တို့ reflection light လေးရှိမယ်နှာခမ်းကနေပြန်လာတဲ့အလင်းလေးရှိမယ်အဲ့တော့ဒါလေးကအရင်မမဲဘူးပေါ့နော်အရင်မမဲဘူးအဲ့တော့ကျွန်တော်ဒီမှာတုံးအရင်ခြေထားတယ်ပြီးရင်ကျွန်တော်ဒီ line လေးကိုစက်လုံးတော့တစ်ချက်မှတ်မိလားမသိဘူးကျွန်တော်ဒီမှာစက်လုံးရှိတယ်အလင်းတရားထိုးတယ် shadow ဘက်ကဒီဘက်မှာရှိတယ်ဒါပေမဲ့ဒီအောက်ကနေပဲကျမ်းပြန် reflection ပြန်လာတဲ့ line ရှိရတော့ကျွန်တော်ဒီနားလေးက line လေးကပို့ပြီးတော့ရင့်နေတယ်အပေါ်ပြေမယ်အောက်ပို့ပြေမယ်အဲ့တော့ကျွန်တော်ဒီ line လေးကအနည်းငယ်ကျွန်တော်တို့ကရှင်းပြီးတော့ဆွဲပေးရမယ်နော်ဒီ line လေးကိုကျွန်တော်တို့အရန်မဲနဲ့နေအောင်နှာခေါင်းပေါက်လိုမျိုးမဲနဲ့နေအောင်တော့ဆွဲလို့မရဘူးဒီကိုနည်းနည်းရင့်မယ်ရင့်ပြီးတော့ဆွဲပေးမယ်နော်အဲ့တော့ line လေးကိုထူထူလေးဆွဲလိုက်တယ်ပြီးရင်ကျွန်တော်အောက်ကိုတုံးလေးတွေပြန်ပြီးတော့ပြေမယ်ဖြည်းဖြည်းချင်းလေးပဲသွားပါမယ်နော်ကျွန်တော် line လေးအောက်ကိုပြန်ပြီးတော့ပြေမယ်ဖြည်းဖြည်းချင်းလေးပဲသွားမယ်ပေါ့နော်ပြီးကျွန်တော်ဒီအပေါ်ကိုလည်းကျွန်တော် shadow ဒီဘက်ချမ်း shadow ရှိအဲ့တော့ကျွန်တော်ဒါလေးကိုတုံးလေးကိုရောမယ်နော်ဒါကအလင်းကွယ်သွားတဲ့ဘက်ဖြစ်တဲ့ဒီဘက်အချမ်းလေးက line လိုမျိုးလေးဖြစ်သွားမယ်နည်းနည်းလေးပဲဖြစ်သွားတာနော်ပြီးရင်အဲ့ line လေးကနေအပေါ်ကိုတုံးလေးကပြန်ပြေးလာမယ်နော် skin ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒါတွေကတုံးပြတ်တယ်ဆိုတာမရှိပါဘူးเนาะဒီ skin ပေါ်မှာတုံးပြတ်နေတယ်ဆိုတာမရှိပါဘူးအဲ့တော့တုံးလေးတွေကိုညှက်နေအောင်ကျွန်တော်တို့ဆွဲပါမယ်နော်โอเคနော်အဲ့တော့ကျွန်တော်တို့ဒီမှာ
ဒီဘေးကပြတ်နေတဲ့တုံးလေးရှိနော်အဲ့ကောင်လေးတွေကိုလည်းကျွန်တော်အပေါ်ကိုတုံးလေးတွေပြေးပြီးတော့သွားမယ်တုံးလုံးဝပြတ်လို့မရပါဘူးတုံးပြတ်ရင်နှာခေါင်းကကျွန်တော်တို့ရုပ်ထုနှာခေါင်းနဲ့တူသွားပါလိမ့်မယ်နော်ကျွန်တော်တို့လူနှာခေါင်းမှာလူနှာခေါင်း skin တွေပါတဲ့နှာခေါင်းဖြစ်တဲ့အတွက်ဒီတုံးလေးတွေကဒီနေမယ်နော်โอเคဒါဆိုရင်ကျွန်တော်ဒီမှာ shadow ဘက်အပိုင်းကိုကျွန်တော်ကြည့်ပြီဒီ shadow ရှိတဲ့အပိုင်းကျွန်တော်တို့အရင်ဆုံးနှာတန်လေးပေါ်အောင် shadow ကိုအရင်ဆွဲလိုက်ပါတယ်နော်ဒီအောက်ရောက်လေးကျွန်တော်အလင်းကရှေ့ကိုထွက်လာတယ်နည်းနည်းလေးတော့ shadow လေးကအယောင်ကျသွားမယ်အတွင်းထဲကိုခွက်တာမဟုတ်ဘူးနဲ့ရှေ့ကိုခုံးတာဖြစ်တဲ့အတွက်ဒီ shadow လေးကတော့နည်းနည်းလေးမှိန်သွားမယ်ပေါ့နော်ဒီအတွင်းဘက်ကိုဝင်သွားတဲ့နှာတန်နားလေးကတုံးလေးကရင့်မယ်နော်ပြီးရင်တော့ဒီအောက်မှာဒီနေရာလေးတွေကိုရောပေးမယ်တက်တက်ကြီးဖြစ်မနေအောင်လို့ကျွန်တော်တို့ရောပေးမယ်နော်ပြီးရင်တော့ဒီနှာတန်လေးအောက်ကိုဒီလိုမျိုးလေးရှင်းရနေပြီးတော့ဖြော့သွားတဲ့ပုံစံလေးကျွန်တော်တို့တုံးလေးတွေဆင်းသွားမယ်နော်အဲ့တော့မှကျွန်တော်တို့ဒီမှာနှာတန်လေးတစ်ချမ်းကိုကျွန်တော်တို့ရပြီသူ့ရဲ့တုံးလေးနည်းနည်းပေါ်ခြင်းရင်ကျွန်တော်ရင်းတဲ့နေရာလေးမှာစစ်ပီလောင်းနေကျွန်တော်ခုန 4B နဲ့ချိန်နေတာအခုစစ်ပီလောင်းနေပပလေးထည့်ရင်မယ်ပပလေးပြန်ပြီးတော့ပြေးပြီးတော့ဆင်းမယ်နော်အဲ့မှာဖြည်းဖြည်းနဲ့ကျွန်တော်ဘာကိုမြင်လာရလဲနှာတန်ရဲ့ပုံစံကိုကျွန်တော်တို့မြင်လာရနှာတန်ဆင်းလာတာလေကျွန်တော်တို့မြင်လာရမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီဘက်အချမ်းကလည်းနှာတန်ရှိတယ်နော်ဒါပေမဲ့အလင်းထိုးထားရတော့ကျွန်တော်ဒီဘက်က shadow လိုမျိုးတော့ကျွန်တော်တို့ရင့်ပြီးတော့ဆွဲလို့မရဘူးကျွန်တော်နည်းနည်းတုံးလေးကိုဖျော့ပြီးတော့ကျွန်တော်တို့ဆွဲရပါမယ်ဒီနော်ကျွန်တော်တို့ဒါလေးကနှာတန်လေးကိုကျွန်တော်နည်းနည်းလေးအလင်းအမှောင်ဘက်နဲ့အချမ်းနဲ့ဆွဲတာဖြစ်တဲ့ဒီဘက်ကနည်းနည်းဖြော့မယ်နော်ပြီးရင်ဒီအောက်ကနှာတန်ပုံစံလေးကိုကျွန်တော်တို့နည်းနည်းလေးရှယ်ဒိုကနေကျွန်တော်ဒီဇိုင်းထိုးတဲ့အတွက်အလင်း highlight pure highlight ရှိမယ်နေရာဒီနေရာနော်အဲ့ဘက်တင်အောင်ကျွန်တော်ရှယ်ဒိုအလင်းကဖြည်းဖြည်းချင်းလေးပြေးသွားမယ်ကျွန်တော်ဒီဘက်ကိုဖြည်းဖြည်းချင်းလေးရှယ်ဒိုလေးတွေပြေးသွားမယ်ဒီဘက်ချမ်းကလည်းရှယ်ဒိုရှိတဲ့နေရာဖြစ်တဲ့တုံးဝကျင်းဖို့တော့လိုတယ်အလင်းကွယ်နေတဲ့နေရာဖြစ်တဲ့ဟိုဘက်ကလင်းထိုးထားတဲ့နေရာတုံးနဲ့ကျွန်တော်တို့ညီလို့တော့မရဘူးအဲ့တော့ကျွန်တော်ဒီဘက်ချမ်းလေးကိုရှယ်ဒိုလေးကိုဖြည်းဖြည်းချင်းလေးပဲတင်မယ်နော်အရင်မဲနဲ့နေအောင်ဆွဲလိုက်ရင်နှာခေါင်းကြီးကမဲတူတူကြီးဖြစ်သွားနိုင်မယ်နော်အဲ့တော့မှကျွန်တော်ဒီမှာတုံးလေးနည်းနည်းပြတ်နေတယ်အပေါ်ကိုကျွန်တော် 4B လောက်နေပဲပပလေးတုံးလေးကိုပြေးပါမယ်နော်ပြီးကျွန်တော်ဒီဘက်မှာအလင်းထိုးတဲ့နေရာဒီဘက်ချမ်းလေနှစ်ဖက်လုံးကတော့သွားတဲ့ပုံစံအတူတူပဲအဲ့တော့ကျွန်တော်ဒီဘက်ကကောက်လောက်တုံးကိုမရင်မဲနဲ့ဒီဘက်ချမ်းလေးကိုလည်းကျွန်တော်အဖောင်းကြွလေးပုံတုံးလေးပပလေးထည့်ပေးမယ်အရင်အထူကြီးမဟုတ်ဘူးနော်တုံးလေးပပလေးကျွန်တော်တို့ထည့်လိုက်မယ်နော်ပြီးရင်ကျွန်တော်သူ့ကိုလည်းဒီဘက်ချမ်းလိုပဲအောက်ကိုပြေးသွားတဲ့တုံးလေးရှိပါမယ်အဲ့ဒါလေးကိုကျွန်တော်တို့ဆွဲပေးမယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်နှာနဲ့လည်းပေါ်ပြီဒီအောက်ကဒါလေးတွေလည်းပို့ပြီးတော့ပေါ်လာတယ်ဒီအောက်မှာနှာခေါင်းရဲ့ရှယ်ဒိုလေးကိုကျွန်တော်တို့နည်းနည်းပါးပါးထည့်ပေးမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒါနှာခေါင်းလေးဖြည်းဖြည်းချင်းပေါ်လာပြီနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်နှာတန်အောင်ဒါအကုန်ပေါ်လာပြီဒီ